ကျမလည်းအဲ့လိုကြွက်သားတွေထွက်လာမှကြောက်လို့ဂျင်းစစ်ကစားရမှာလားစစ်မကစားရဘူးလားဆရာရှင်းပြပေးသေးကြပါတယ်တဲ့သူတို့အတွက်ကတော့ကန်ဆိုးရှင်းကိုယူဆတာဖြစ်ပေမဲ့ကျွန်တော်တို့အားကစားလောကသားတယောက်နဲ့အမြင်ကတော့တော်တော်ကန်ကောင်းတဲ့အမျိုးသမီးလို့ပြောရမှာအဲ့လိုကြစ်ကြစ်လက်လက်လှလှလေးနဲ့ထွက်တဲ့ကြွက်သားကတော့ဂုံယူလိုက်စမ်းပါမင်္ဂလာပါဗျာကဲကျွန်တော်ဒီကနေ့ဖြေရမယ့်မေကွန်လေးကအမျိုးသမီးတယောက်ကမေးထားတာဗျသူကလက်ရှိဂျင်ကစားနေပါတယ်တဲ့ဒါပေမဲ့အခုတလော line ပေါ်မှာတခြားအမျိုးသမီးတယောက်ကခန္ဓာကိုယ်အချိုးစားလှခြင်းလို့ဂျင်ကစားတာကြွက်သားကြီးတွေထွက်လာလို့တဲ့เนาะဒီပခုံးကြီးတွေစုံကြီးတွေလက်မောင်းကြီးတွေယောက်ျားပုံစံဖြစ်လာတယ်ပေါ့အဲ့ဒါ line ပေါ်တက်ပြီးတော့ဆဲနေတာဆရာကြီးတဲ့အဲ့ဒါကျမလည်းအဲ့လိုကြွက်သားတွေထွက်လာမှကြောက်လို့ဂျင်းစစ်ကစားရမှာလားစစ်မကစားရဘူးလားဆရာရှင်းပြပေးသေးကြပါတယ်တဲ့အဲ့လိုမေးထားတာဗျအဲ့ဒါလဲကျွန်တော်တို့မြန်မာပြည်မှာကနည်းနည်းသိတယ်လို့မသိတယ်လို့နဲ့ရှင်းပြနေရတော့မယ်အဲ့တော့အမျိုးသမီးတွေမှာကကြွက်သားထွက်ဖို့ဆိုတာကတော်တော်ကြီးကိုခဲရင်တာပါတော်တော်ကြီးကိုကြမ်းမာကြမ်းခိုင်တဲ့တန်ဆွမ်းတဲ့ဟိုမုန်းအားကောင်းတဲ့အမျိုးသမီးတွေမှသာဂျင်ကစားရင်ကြွက်သားထွက်လာတာဒါကလည်းအယောက်တရာမှာတယောက်ရှာမရှာဖြစ်ခဲ့ပါတယ်ရှိတော့ရှိရရှားတယ်ပေါ့မဟုတ်လို့ကတော့အခုကျွန်တော်တို့ကြွက်သားဆေးတွေမထိုးဘဲနဲ့အမျိုးသမီးတယောက်ကြွက်သားထွက်လာအောင်ဆိုတာတော်တော်မလွယ်ပါဘူးအဲ့လိုဖြစ်တယ်အဲ့တော့အမျိုးသမီးသဘာဝရကြွက်သားထွက်ဖို့ရာခိုင်နှုန်း69လောက်ပဲမလွယ်တော့ပါအဲ့လိုဖြစ်တယ်ဒါဆိုရင်တချို့အမျိုးသမီးတွေဘာလို့ကြွက်သားထွက်နေကြလဲသူတို့မှာကသူတို့ရဲ့ခန္ဓာဗေဒအရာအခြေခံခုနပြောလို့အရန်ကိုကြမ်းမှကြက်ခိုင်တန်းဆွမ်းကြတယ်ပြီးတော့နောက်တစ်ချက်ကျွန်တော်ဒီနှစ်ပေါင်း30လောက်ဒီဂျင်လေ့လာရင်းနဲ့တွေ့ရှိခဲ့တာပါလေဆိုကျွန်တော်ဂျင်ကိုလည်းရောက်လာကြတယ်ကြွက်သားတွေထွက်တဲ့သူတွေရှိတယ်အစာကလေးကလို့ဂျင်တော့မကစားရသေးဘူးဘယ်လိုလူမျိုးတွေထွက်ကြလဲဆိုတော့များသောအားဖြင့်တိုင်းရင်းသူတိုင်းရင်းသားတွေမှာပို့ထွက်တာများတယ်ရှမ်းမျိုးသမီးတွေရခိုင်မျိုးသမီးတွေကရင်အမျိုးသမီးတွေနော်အဲ့လိုအမျိုးသမီးတွေကသူတို့ရဲ့အခြေခံခြေစလုံးတုတ်ကြီးစုံကြီးတွေထွက်တယ်လမောင်းသားတွေထွက်တယ်အဲ့ဒါလို့ပြီးတော့လောက်ကျောကြွက်သားတွေအဲ့လိုထွက်ကြတယ်အဲ့ဒါတွေကျွန်တော်ကဗာပြန်လောက်ရတယ်ပြန်ပြီးတော့ဖြေတဲ့ကစားနည်းကိုကစားရတာဖြေတဲ့ကစားနည်းဆိုတာတော့နော်လေဘင်းရတယ်ခြေစလုံးစီအစားအဆုံးပြောရရင်ကျွန်တော်လည်းယူသွားလိုက်မယ်အဲ့တော့ကိုကျွန်တော်ပြောနေကြစကားတိုင်းပဲကိုယုံကြည်ရာအားကစားရုံကချင်းနိဗ္ဗာန်ဆရာမတွေကိုမေးမြန်းလေ့လာပြီးလုံးမရမှာဥပမာနဲ့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်အဲ့လိုကြွက်သားအခြေခံရှိတဲ့အမျိုးသမီးတယောက်ကဥပမာလက်မောင်းကြွက်သားဆိုပါတော့လက်မောင်းကျက်လက်တွယ်ရခြင်းလို့ကစားတဲ့အခါကျလို့ရှိရင်သူတို့ကဒီလက်ဝါးကိုပက်လက်လှမ်းပြီးတော့မကစားရဘူးနော်ဥပမာကျွန်တော်တို့ဒီဘာဘယ်တွေဒမ်ဘယ်တွေကေဘယ်တွေကစားတဲ့အခါကျရင်ဒီလိုအဲ့လိုကစားရင်သူကကြွက်သားအားပြူတာဖြစ်တယ်လို့ကြွက်သားအလုံးကြီးထွက်တယ်အဲ့ဆိုရင်လက်ကလေးကိုကျွန်တော်ဘာလို့လဲဆိုတော့ဒီလက်သီးစုပ်ကိုဒီလိုလှည့်ရတယ်နော်ဒီလိုလှည့်ပြီးတော့အဲ့လိုဇောင်းတိုင်းကစားမှာသူပြေးပြေးလေးနဲ့ချစ်ချစ်လေးနဲ့လှမှာအဲ့ဒါကိုလုံးဝပက်လက်လှမ်းပြီးကစားလို့ရှိရင်ကြွက်သားကမောက်ပြီးထွက်လာတယ်အဲ့ဒါတစ်ချက်ဖြစ်တယ်ပြီးတော့နောက်တစ်ချက်ကကိုသုံးဆွဲတဲ့အလေးတွေများလို့ရှိရင်ဒီအလုံးကြီးတွေဒီအဆိုင်ခဲကြီးထူထဲလာတယ်အလေးများရင်နော်အလေးများပြီးတော့အချိန်ကနည်းနေသေးတယ်ဆိုရင်တော့ပိုဆိုးပြီပေါ့နော်တုတ်တုတ်ခံခံကြီးဖြစ်သွားလိမ့်မယ်ဒါငကိုကြွက်သားအခြေခံရှိတဲ့အမျိုးသမီးတွေကိုပြောတာအဲ့ဒါကတော့သူတို့အတွက်ကတော့ကန်ဆိုးရှင်းလို့ယူဆတာဖြစ်ပေမဲ့ကျွန်တော်တို့အားကစားလောကသားတယောက်နဲ့အမြင်ကတော့တော်တော်ကန်ကောင်းတဲ့အမျိုးသမီးလို့ပြောရမှာအဲ့လိုရှိတယ်တချို့အမျိုးသားတွေဆိုလို့ရှိရင်ကြွက်သားထွက်ချင်လို့တောင်မှထွက်မလာကြဘူးကျွန်တော်ချင်းုံမှာလာပါတယ်တားမိ2ယောက်သူ့ရဲ့တားကကျွန်တော်ထင်တယ်ကိုလေးကျင်ကအပေါင်း130 140ဝန်းကျင်လောက်ပဲရှိမယ်ရောက်လာပြီးတော့ဆရာတဲ့တန်းလာအပ်တာတဲ့ကျမသားလေးကိုတဲ့အဲ့ဒါကျွန်တော်ကိုကြည့်ပြီးတော့အမေလွတ်တယ်ဆိုဘာပြောလဲဆိုတော့ဆရာတဲ့ကျမသားလေးကိုတဲ့ဆရာလို့တော့ဗလာကြီးအကြီးမဖြစ်စေချင်ဘူးနော်တဲ့အဲ့လိုပြောတာအဲ့တော့ကျွန်တော်လဲစိတ်ဆိုးရမလားရီရမလားမသိတော့ဘူးအမရေသိချပါလို့ဒီတစ်သက်မဖြစ်စေရဘူးလို့เนาะကျွန်တော်တို့က2ပေါင်း340လောက်စူးစမ်းလေ့ကျင့်ထားရတာလို့ဒီလိုခန္ဓာကိုယ်မျိုးရအောင်เนาะအဲ့တော့ဒီ3-4လလောက်တော့တကယ်လုံးဝမဖြစ်ပါဘူးလို့မစိုးရိမ်ပါနဲ့အဲ့လိုပြောရတာပေါ့ဗျာဆိုလိုတော့အဲ့တော့တချို့အမျိုးသမီးတွေအတွက်ကြလည်းခုနပြောသလိုပဲနည်းနည်းလေးကစားပြီးတော့ကြွက်သားထွက်တယ်ပြီးတော့ကြွက်သားနှစ်ခုအခြေခံရှိတဲ့အထက်ကမှာကိုကစားလိုက်တဲ့လေ့ကျင့်တဲ့နီးနဲ့စနက်ကကြွက်သားထွက်စေတော့နီးစနစ်ဖြစ်နေရင်ပို့ပြီးတော့ကြွက်သားထွက်ဖို့ဩပြီအဲ့ကသူတို့တွေကြကျွန်တော်ခုနပြောလို့
ပြောင်းပြန်ကစားနည်းတွေနောက်ကျောဆိုလဲပြောင်းပြန်ကစားနည်းလက်မောင်းဆိုလဲပြောင်းပြန်ကစားနည်းပြောင်းပြန်ကစားနည်းဆိုတော့တကယ်ဝါရင်ပညာရှင်တွေသိတယ်နော်ချင်းရောက်အမေးကြည့်ပါနော်အဲ့လိုကစားရတယ်ဘာပြေရောတယ်ကစားနည်းအဲ့လိုတွေကစားရမယ်ပြီးတော့နောက်တစ်ချက်ကြတော့ခုနကအခုမေးထားတဲ့အမျိုးသမီးမကြောက်ပါနဲ့ main ကလေးတိုင်းကြွသားထွက်တာမဟုတ်တယ်လို့ထွက်ဖို့လည်းတော်တော်မလွယ်တာပါထွက်ခဲ့ရင်လည်းဖြေလို့ရတယ်ကျွန်တော်တို့ဂျင်း trainer တွေမှာကြွသားပျောက်သွားအောင်ကစားလို့ရတဲ့နီးစနစ်ပညာအများကြီးပဲတကယ်ဝါရင်ပညာရှင်တွေမှာအကုန်ရှိတယ်အဲ့လိုသွားပြီးတော့ကျွန်မကလည်းကြွသားမထွက်ချင်ဘူးထွက်နေတဲ့ကြွသားပျောက်ချင်ပါတယ်စသဖြင့်တိတ်လည်းမကြောက်3လလောက်ပဲကြာမယ်အဲ့ကြွသားအကုန်ပျောက်ပဲနော်ကြိုက်တဲ့အမျိုးသမီးကြိုက်တယ်လို့ကြွသားထွက်လာတယ်နော်အကုန်ဖြောက်လို့ရတယ်ဒါပေမဲ့ထွက်ပုံထွက်နေတော့မတူဘူးပေါ့ယောက်ျားလိုထွက်တဲ့ကြွသားနဲ့မိန်းကလေးဆန်ဆန်မတဘာဝလှလေးတကယ်ကိုကြက်ကလေးနဲ့လမောင်းနောက်လေးဆိုအမြင်လေးရတဲ့မြောင်လေးသေးသေးလေးပေါ့ပဲစုံလေးဆိုလဲသူကကြက်ခဲခဲလေးအဲ့ဒါမျိုးရင်သားဆိုလဲသူကသူတင်လျှောက်ပဲဆိုတာရှိလိုက်တယ်နဲ့တင်ပါဆိုတယ်တင်ပါရဲ့အလုံးဝအဲ့လိုကြက်လက်လှလေးနဲ့ထွက်တဲ့ကြွသားကတော့ဂုံယူလိုက်စမ်းပါကျွန်တော်အဲ့လိုပဲပြောရမှာဂုံယူလိုက်စမ်းပါအဲ့ဒါတွေကအမျိုးသမီးတစ်ယောက်နော်ဘဝမှာဒီထိုင်ရက်တီသွားလာလှုပ်ရှားလောက်ကင်ဖို့အတွက်အရန်ကိုတန်ဖိုးမဖြတ်နိုင်လို့အရာလေးလို့ဖြစ်တယ်နော်အဲ့လိုမဟုတ်ဘဲခုနကပြောလို့ပေါ့ယောက်ျားကြီးလို့နော်ယုံကြည်မောင်ကြွသွားကြီးခဲတုတ်ပြီးတော့ကွတ်တာဖြစ်နေဆိုရင်တော့မကောင်းဘူးပေါ့ဗျာနော်ဒါတော့ပြိုင်မို့မှမဟုတ်တာဟုတ်နော်အဲ့လိုလေးကျွန်တော်ကအကြံပေးမယ်ဗျာအဲ့တော့ကျွန်တော်ညီကုန်းနေပြောချင်တာကအမျိုးသမီးတွေကြွသားထွက်မှာမစိုးရိမ်ပါနဲ့ထွက်ဖို့မလွယ်ပါဘူးထွက်ခဲ့ရင်လည်းပြန်ဖြေတဲ့နီးစနစ်ပညာတွေကျွန်တော်တို့ဂျင် trainer တွေမှာရှိပါတယ်အကုန်ဖြေလို့ဖြောက်လို့ရပါတယ်ဒါရင်းနဲ့နောက်ဆုံးเนี่ยထပ်ပြီးပြောချင်တာကတကယ်ကျွမ်းကျင်ပိုင်နိုင်တဲ့ပညာရှင်နဲ့တွေ့ဖို့တော့လိုပါတယ်မဟုတ်လို့ရှိရင်ကျွန်တော်တို့ခုတ်ရတခြားရှာရတော့လဲဖြစ်တတ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာ